အားလုံးပဲမင်္ဂလာပါရှင်ဖူဖူ Audio Book Channel မှာကြိုဆိုလိုက်ပါတယ်ရှင်အခုတစ်ခါဖတ်ပြပေးမယ့်ဝိထုဇာတ်လမ်းလေးကတော့စာရေးဆရာမကြီးပုံညခင်ရေးသားထားတဲ့နွန်အိုင်ထဲမှာစာပန်းကလေးများဆိုတဲ့ဝိထုတူဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဆရာမကြီးအားယခုဝိထုတူဇာတ်လမ်းလေးကိုဖတ်ပြခွင့်ပြုပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်နွန်အိုင်ထဲမှစာပန်းလေးများဝှက်ကနေတိုက်ခိုက်လိုက်သောຫນွေလေယူကပြုတ်ခဲနေသောတဲစုလေးများအကြားမှဖြတ်တန်းလျက်ပုတ်အနက်တချို့ကိုတည်ဆောင်လာသည်ပူပြင်းသောနေရောင်အောက်မှာတဲစုလေးများကတမျောတခေါ်ကျမရှိတက်မှာတော့နောက်ကြည့်သောရေမြောင်းတစ်ခုထိုရေမြောင်းကိုဖြတ်ဖို့ခဏခနဲ့တရားလေးတစ်ခုထိုးထားသည်ထိုတရားလေးကိုကြော်လိုက်ရင်ကျူးကျော်နေမည်ကိုခြေချမိပြီထိုတဲစုလေးများကြားကတခုတော့တဲတလုံးမှာတော့ရုပ်ရှင်ရိုက်ကွင်းတစ်ခုရှိနေပါသည်ကျမဤအရှိတကားအဝင်ကွေးထုကိုရိုက်ကူးသည့်ရွှေကြာရုပ်ရှင်ရိုက်ကွင်းဖြစ်သည်ကျမဝတ္ထုတွေကဇက်ကောင်အမည်မှာရွှေကြာဖြစ်သည်ဖြင့်ထိုနာမည်ကိုရုပ်ရှင်နာမည်အဖြစ်ယူလိုက်ခြင်းပင်ထိုဝတ္ထုကိုမရေးခင်ကဒီလိုကျူးကျော်တဲတန်းတွေကိုကျမရောက်ခဲ့ဘူးပြီယခုအချိန်ကဒုတိယအချိန်ဖြစ်သည်စာရေးဖို့ကတစ်ချိန်အခုရုပ်ရှင်ရိုက်တော့တစ်ချိန်မညီညာသောမြေသားများကိုနင်းကတဲစုလေးများကြရှိလူသွားလမ်းလေးအတိုင်းကျမလျှောက်လာခဲ့ရင်ပတ်ဝန်းကျင်ကိုလေ့လာစူးစမ်းလာခဲ့သည်အလိုခလေးတွေကညားလာပါလားတင်းငယ်လေးတွေဤတကားဝမှာလမ်းပေါ်မှာခလေးတွေတချို့ကရုံမလားတချို့ကရုပ်သက်တန်သို့တော့အနှဲငယ်ညှဉ်းနှွမ်းပေရလျက်သူတို့ဤမျက်လုံးတွေကတော့အသွင်တဒံနှင့်ကွဲပြားစွာကြည်လင်တောက်ပါလျက်ရိုက်ကွင်းတီယာတဲတက်ခွိုက်မှာတော့ခလေးတွေရောလူကြီးတွေပါစုဝေးရောက်ရှိနေခဲ့ကြသည်သူတို့မစုညံကြပါသူတို့မတိုးဝေကြပါသူတို့အလိုက်သိစွာပင်ရိုက်ကွင်းကိုစိတ်ဝင်တစားကြည့်နေခဲ့ကြသည်ကျမကတော့သူတို့ကိုယ်သာစိတ်ဝင်တစားကြည့်နေခဲ့မိပါသည်ကျူထရန်ကွက်ကျန်းဤအနောက်ဘက်စီမှာချောင်းကြည့်နေသောမျက်လုံးလေးများရီမောနေသောမျက်နှာလေးများကျမကသပင်ဆေးဆိုးထားသည့်ခလေးတစ်ယောက်ကိုပြုံးပြပြီးလက်ရက်ခေါ်လိုက်သည်သူကခရဲရဲပင်ကျမရှိသို့ရောက်လာသည်သူ့သပင်ကခရမ်းရောင်တရက်ရွှေဝါရောင်တရက်အသားရည်ကညွညင်းညင်ဘလို့ပဲဖြစ်ဖြစ်ခလေးဆိုတာကတော့နှစ်လိုပဲရှိမြဲကျမသူ့ကိုမိကွန်းထုတ်လိုက်သည်ဒါမင်းသပင်ကဘယ်မှာစိုးတာလဲကို့ဘာသာစိုးတာဟုတ်လားဆေးကဘယ်ကရလဲဝယ်တာပေါ့1ယောင်300 2ယောင်600 600ဘူးစိုးထားတာပတ်စံဘယ်ကရလဲမိုးဘူးစုထားတာပေါ့မိုးဘူးကဘလောက်ရလို့လဲ100တာကြောင်နေလားနေတယ်ဘယ်ကြောင်မှလဲအမှတ်ခွန်ကြောင်မှာကျမသူ့ကိုမေးခွန်းတွေဆက်မင်းနေမိသည်သူကလည်းတွတ်လက်ပင်ဖြေသည်သူ့အဖေကပန်ရန်လုပ်သည့်အကြောင်းအေယာဝတီတိုင်းဘက်ကနေပြောင်းရွှေ့လာသည့်အကြောင်းသူ့နာမည်မီတော့ချစ်ရင်ထူးဟုဆိုသဖြင့်ကျမပြုံးလိုက်မိသည်နောက်တစ်ယောက်ကကြော့ဝေးတဲ့10နှစ်သမီးစတုတ္ထတန်းကျောင်းသူဖြစ်သည်သူကတော့မုတ်ဘူးလေးရသည်ဟုဆိုသည်သူ့အဖေကကြောက်ထမ်းသမားသူကအနှဲငယ်ပိန်လီတော်လဲမျက်လုံးတွေကတော့လှပသည်နောက်တစ်ယောက်ကတော့ဆွဲမှတ်ဖြူတဲ့နာမည်ကအလန်းလူကလည်းလန်းဆန်းတွက်လက်စကားကြွယ်သည်သမီးတို့ကမောင်နှမ3ယောက်နှုတ်မုတ်4ယောက်ဖြစ်မှာတစ်ယောက်ကအဖက်မတင်လို့အမေကိုနဲ့သမီးစကားပြောတာကအသက်ထပ်ပိုးပြီးရင်းချက်လိုပါပဲလားကျမသဘောကျသွားသည်ကျမသူ့ကိုမိကွန်းတွေထုတ်နေစေမှာခလေးတစ်ယောက်က
ဖုန်းလေးကင်ကကျမကိုဓာတ်ပုံလာရိုက်သဖြင့်ကျမမျက်ခုံးပင်သွားမိသည်သူ့ဖုန်းကင်ပုံကအသားတကျရှိလာသည်ကျမသူ့ကိုမေးခွန်းထုတ်မိပြန်သည်သူကလည်းတွတ်တွတ်လက်လက်ပင်ဖြေသည်သူ့အသက်က14နှစ်စတုတ္ထတန်းနှစ်မှာကျောင်းထွက်ထားသည်သူတို့ရက်ကွက်နှင့်မဝေးလာသောစက်မှုဆောင်တွေကဗလာစာအုပ်ဆက်ယုံမှာအလုပ်လုပ်သည်တနေ့လောက်ခ3000ရသည်သူကင်ထားသည့်ဖုန်းကို3000နဲ့ဝယ်ခဲ့သည်ဟုဆိုသည်ခဏကြာတော့အမျိုးသမီးတစ်ယောက်ကျမကိုစကားလာပြောသည်အမတို့ဒီချိန်မို့ရိုက်လို့ရတာညနေဆိုတရက်ကွက်လုံးကက်ဆက်တန်တီဗီတန်တွေစုညံနေတာအမတို့ရိုက်လို့အဆင်ပြေမှာမဟုတ်ဘူးဟုတ်လားအိမ်တိုင်းမှာတီဗီရှိရလားရှိတယ်လေသူကတီဗီရှိတယ်သာပြောတော့လေကျမမျက်စိထဲမှာတော့ဘာတီဗီမှမမြင်ကျမတို့ထိုင်နေသည့်တဲတဲကိုဝှေ့ဝဲကြည့်မိတော့ဘာပစ္စည်းမှမမေရမရှိလားသို့တော့ဖျားစင်လေးကိုတော့ကြကြနာနာလှုပ်ထားသည်ပြီးတော့မြင်းဖြူရှင်နှက်စင်တစ်ခုအိမ်ပြင်မှာပကိုးမယ်တော်နှက်စင်တစ်ခုကိုလည်းတွေ့ခဲ့ရသည်အိမ်တအိမ်ဖျားစင်တစ်ခုနှက်စင်နှစ်ခုအိမ်တိုင်းမှာနှက်စင်တွေရှိကြသည်ဟုဆိုပါသည်ဟိုမှာလေအဲ့ဒါ TV ပေါ့သူလက်ညှိုးညွှန်ရာကိုကြည့်ပြီးတော့မှ portable TV အပြားလေးကိုသွားတွေ့သည်သူတို့ခင်မိကြတာပဲကျမတို့ရက်ကကညနေ9နာရီကနေ7နာရီအထိမီးစံမောင်းပေးတယ်လေမီးထိုးယုံပဲဆိုတနေ့100ပေးရတယ်ဖုန်းအားသွင်းရင်တနေ့200 TV ကြည့်ကက်ဆက်ပါဖွင့်မယ်ဆိုရင်တနေ့400ပေးရတယ်ပတ်စံရှိတဲ့သူတွေကမီးဆက်ဝယ်ပြီးမောင်းကြတာပေါ့တရက်ကလုံးအတွက်မီးပေးဖို့မီးဆက်4လုံးရှိတယ်ဒီရက်ကွက်ကအင်ချီဘယ်လောက်ရှိတာလဲ3000လောက်ရှိတယ်အင်ချီ3000ရှိတော့ကျူးကျော်ရက်ကွက်ကြီးတစ်ခုမီးဆက်4လုံးရေတိုင်က3တိုင်ရေတတိုင်ကြီးကို900ချက်မီးဘိုကတရက်တအိမ်400တော့အသာလေးကျူးကျော်များနဲ့စီးပွားရှာတတ်သူများလည်းအဆင်ပြေကြတာပင်ကျမတို့ကအေယာရီတိုင်းဖျာပုံဘက်ရွာကပြောင်းလာကြတာလေရွာမှာစပါးအပြင်တခြားဘာဆိုင်လို့မှအဆင်မပြေဘူးဒီရောက်တော့အိမ်တနေရအတွက်3,200,000ကိုရက်ကွက်လူကြီးကိုသွင်းလိုက်တယ်ပတ်စံ3သိန်းနဲ့အိမ်တစ်လုံးစောက်လိုက်တော့အဆင်ပြေပါတယ်တချို့ဆိုငှားနေကြတာအမရဲ့ဟိုဘက်မှာတွေ့လားအဲ့ဒီအိမ်တွေကအိမ်ငှားတွေပတ်စံရှိတဲ့လူတွေကနေရဝဲအိမ်ဆောက်ပြီးငှားစားထားတာလေတစ်လ2,000ခွဲတဲ့ကျူထဲမှာတော့သူ့ခွင်နဲ့သူရှိနေတတ်သည်သို့တော့သူတို့ကျူတွေအားလုံးဧပြီလမှာပြောင်းရွှေ့ရတော့မည်ဟုလဲဆိုသည် NLD အစိုးရတက်လာပြီးနောက်မှာကျူးကျော်တဲတွေမှာနေသည်အိမ်တော်စုတွေကိုစည်ရင်းကောက်ပြီးစမတ်ကတ်တွေထုတ်ပေးသွားသည်ဟုဆိုသည်ငှားနေရသည့်အိမ်တော်စုတွေလည်းစမတ်ကတ်ရသည်သူတို့စမတ်ကတ်တွေကိုကျမကိုထုတ်ပြသည်ထိုစမတ်ကတ်ပြပြီးလက်ပွေနှိပ်လျင်သူတို့အိမ်တော်စုဝင်တွေ၏ဓာတ်ပုံတွေပေါ်လာမည်ဟုဆိုသည်နေရအစားပေးပြီးမှပြောင်းရွှေ့စေမည်ဆို၏သူတို့အနှဲငယ်စိတ်အေးပုံရလေသည်နင်လှုပ်ရှားစရာရှာလို့ဒီလောက်ကိုမှလှုပ်ရသလားဟဲ့နင်ကြောင့်ငါသေခြင်းနဲ့ဟဲ့တစ်ဖက်တည်းရှိရိုက်ကွင်းပေါ်မှာတရုတ်ဆောင်အမျိုးသမီးကြီး၏အတန်ကဒေါသတကြီးလွင့်လာသည်ခလေးအလုံးကထုံမြင်ကွင်းကိုမမိတ်မတုံရေးကြည့်နေကြသည်ပြစ်ဒစာမင်းကလေးအဖြစ်တရုတ်ဆောင်နေသောဖွဖွ၏အတန်ကတိုးရှိုက်ရှိုက်စိတ်ရမွေးတည်မှု၏တားကောင်ဖြစ်ခဲ့ရသောမင်းမငယ်လေး၏ဇယုတ်ကိုတရုတ်ဆောင်နေသည့်ဖွဖွကိုကျမငေးကြည့်ရင်ကခလေးများစီသို့အကြည့်ရောက်မိတော့ဘာကြောင့်မှမသိချက်သိမ်းစိတ်ဖြာသွားရသည်ကျမဘာကိုစိုးရိမ်နေမိပါလေဟိုအဝေးကမလုံတလုံးကျူးကျော်တဲငယ်လေးထဲမှာ9နှစ်အရွယ်ကလေးက3နှစ်အရွယ်ကလေးကိုထိန်နေသည်လူကြီးတွေမရှိသူတို့ရက်ကွက်မှာလူကြီးဥယေထက်ကလေးဥယေကပိုများသည်အိမ်တအိမ်တွေပြမ်းမြကလေး3ယောက်လောက်တော့ရှိမိခြင်းသည်မွေးဖွားနှုံမြင့်သည်ဟုဆိုသည်ကျမတို့ပတ်ဝန်းကျင်မှာတော့ကလေးတယောက်သာယူမည်ဟုဆုံးဖြတ်ထားသူများဖန်ပြုံတတေနီးဖြင့်ကလေးရရင်ငွေကုန်ကြီးကြခံ၍နိုင်ငံခြားဆေးရုံများသို့တွားရောက်ကြိုးပမ်းကြရသူများ
ကျမကိုယ်တိုင်၌ပင်ခလေးမရှိပါကျမသည်ကျမအနီးတွင်ရှိနေသည့်ခလေးတဦးချင်းစီ၏မျက်နှာလေးတွေကိုစူးစူးဆိုင်ဆိုင်လိုက်ကြည့်နေခဲ့မိသည်အနာဂတ်အတွက်မျှော်လင့်စရာပန်းကလေးတွေပါလားလှပသောရုပ်ရည်လေးများတောက်ပသောမျက်လုံးလေးများတော်လက်ချက်ချသောဒဇင်းတွေကိုမကြောက်တတ်သောရဲရင်ဖြက်လက်သူလေးများသူတို့သည်ဆင်းရဲသောလဲထူးပြီးထုံထိုင်းမနေညံ့ရည်နှိမ့်သည်ဟုလည်းထင်เสียရမရှိစောက်ချသောကျူးကျော်သေးလေးများအကြားတွင်သွာလာစော်ကစားရင်ရီမော်ရင်အချိန်တန်ထမင်းစားကညဆို TV ကြည့်ရင်သူတို့ဤကလေးဘဝကိုပေါ်ပါစွာဖြတ်တန်းနေခဲ့ကြသည်သူတို့လည်းလူသားကလေးငယ်တွေပဲလေတခြားကလေးတွေလိုပဲသူတို့မှလည်းအနာဂတ်ရှိသည်သူတို့ရုပ်ရှင်မင်းသားမင်းသမီးတွေကိုသိသည်စာရေးဆရာတွေကိုတော့မသိပါသူတို့ TV ကြည့်ကြသည်သို့တော့စာမဖတ်ကြပါအနီးအနားမှာစာကြည့်တိုင်မရှိပါကျောင်းများတွင်စာကြည့်တိုက်ရှိသည်ဆိုတော့လေဆရာမကိုကြောက်၍စာအုပ်မငှားရဲဟုဆိုသည်ဘာကြောင့်ကြောက်တယ်လဲဆိုတာကျမစဉ်းစားမရပါကျောင်းစာကြည့်တိုက်တွေကိုခလေးတွေကကောင်းကောင်းအသုံးမချနိုင်တာလားဆရာမတွေကကောင်းကောင်းအသုံးမချနိုင်တာလားအသုံးချဖို့အတွက်ဘာအခက်အခဲရှိသလဲကျမဆက်သွေးနေခဲ့မိသည်သူတို့ရက်ွက်ထဲမှာစာအုပ်ငါးဆိုင်လေးတစ်ဆိုင်ရှိသည်ဆိုသဖြင့်ဝမ်းသာရသေးသည်တဖြည်းဖြည်းနှင့်ပင်နေရောင်ကြီးသည်ဖြော့တော့လာကညနေဆောင်ချိန်သို့ရောက်ရှိလာခဲ့သည်ရိုက်ကွင်းသည်ကျူးကျော်ရက်ွက်ထဲတွင်တနေရာမှတနေရာသို့ပြောင်းရွှေ့နေခဲ့သည်နောက်မှလိုက်ကြည့်နေသည်ခလေးတွေပုံမများလာသည်ကိုထင်ရသည်ကျမသည်စီးဆိုင်ရောင်အောက်တွင်အပြစ်ကင်းစင်စွာလှနေကြသောခလေးတစ်ယောက်ချင်းစီ၏မျက်နှာလေးတွေကိုကြည့်ရင်ဒီကလေးတွေတဲကရောနွန်ထဲမှာကြာပေါက်သလိုတနေ့မှာထွန်းပေါက်အောင်မြင်သူတွေပေါ်ပေါက်လာနိုင်ဘူးလားဟုတွေးသည်ညှော်လင့်သည်ပြီးတော့အငဲဤတချင်းစာသားတစ်ပိုင်းတစ်စကိုတတိယလာမိသည်နွန်အိုင်တွေအလဲမှာမနစ်မြောက်တဲ့ကလေးလေးနွန်အိုင်တွေကိုဖောက်ထွက်ခဲ့ကလေးလေးကျမမျှော်လင့်ချက်များစွာဖြင့်တပ်ပြင်းတစ်ချက်ချလိုက်မိပါသည်ဟုတ်ကဲ့ပါရှင်ခုလိုဆီယာမပုံညာခင်ရဲ့နွန်အိုင်ထဲမှာကြာပန်းကလေးများဝတ္ထုတိုဇလန်းလေးအားအဆုံးထိနားဆင်ပေးတဲ့အတွက်ဖူဖူ Audio Book Channel လေးမှာကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်